တင်တိပါလားပြင်တစ်တာအတင်းနှစ်တင်းခွဲပြန်ရင်နှစ်တင်းစလုံးကမ္ဘာဖလားစီမီဖိုင်နယ်တတ်နိုင်တယ်ဆိုတာယုံလားပြင်တစ်အတင်းရဲ့လူစင်းကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဘရာဇီးနဲ့ပွဲမှာပွဲထွက်လာတဲ့အမ်ဘပေအိုလစ်ဒန်ဘီလီတို့ဦးဆောင်တဲ့အစုအဖွဲ့ရဲ့ကိုလံဘီယာနဲ့ပွဲမှာပွဲထွက်လာတဲ့မာကတ်တူရန်ရိုင်ယန်ချာကီနဲ့ကန်ဒီတို့ပါဝင်တဲ့အစုအဖွဲ့ရဲ့ဒါဟာအတင်းတတင်းတွေကထွက်ပေါ်လာတဲ့လူစင်းတွေဆိုတာယုံနိုင်စရာတော့မရှိပါဘူးပထမအတင်းကိုကြည့်မယ်ဆိုရင်ကမ္ဘာအဆင့်တိုက်စစ်အင်အားစုတွေဖြစ်တဲ့အမ်ဘပေနဲ့ဒန်ဘီလီတို့ရဲ့အမြန်နှုန်းကဘဲခန်စစ်ကိုမဆိုပြိုလဲစေနိုင်ပါတယ်ဒါအပြင်ရှူအာမနီနဲ့ရာဘီယောတို့ရဲ့ကွင်းလေထိန်ချိုမှုကကြောက်ဆောင်တစ်ခုလိုခိုင်မာလုံးနေတာပါဒီလူစင်းဟာဘဲပြိုင်ပွဲမှာမဆိုဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်ဖြစ်နေမှာအသေးအချပါပဲဒါပေမဲ့ပိုပြီးကြောက်ဖို့ကောင်းတာကဒုတိယလူစင်းပါမာကတ်တူရန်ရဲ့ယုံအားချာကီနဲ့ဒိုအေးတို့လိုလူငယ်သွေးသွေးတွေရဲ့ဖန်တီးနိုင်စွမ်းဟာအံ့မကန်းပါပဲဝါယန်ကန်ဒီရဲ့အတွေ့အကြုံနဲ့အတူဇာယာအမာရီလိုမျိုးဆက်သူကွင်းလေလူတွေပေါင်းဆက်လိုက်တဲ့အခါပြင်သစ်ဟာအသိနှစ်သိန်းခွဲပြန်ရင်တော့နှစ်သိန်းစလုံးစီမီဖိုင်နယ်တတ်နိုင်လောက်တဲ့အင်အားရှိနေတာကိုတွေ့ရမှာပါပြင်သစ်ဟာ1998နဲ့2018မှာကမ္ဘာဖလားကိုသိမ်းပိုက်ခဲ့ပူပါတယ်ဒါပေမဲ့အခုလက်ရှိပိုင်းဆိုင်ထားတဲ့ squad depth ခေါ်တဲ့လူအင်အားအနက်ကတော့သမိုင်းတစ်လျှောက်အတောင့်တင်းဆုံးလို့ပြောလို့ရပါတယ်နေရာတိုင်းမှာကမ္ဘာအဆင့်ကစားသမား2ယောက်စီအစားထိုးနိုင်တဲ့အထိအင်အားတောင့်တင်းနေရပါကဲပြည်သက်တို့ဘလို့ထင်ကြလဲအခုမြင်တွေ့နေရတဲ့ပြင်သစ်အသင်းဟာသမိုင်းတစ်လျှောက်အကောင်းဆုံးပြင်သစ်အသင်းထစ်လာတော့မလားသူတို့ရဲ့အင်အားကြီးမားတဲ့မျိုးဆက်တွေကကမ္ဘာဖလားကိုထပ်မံသိမ်းပိုက်နိုင်အောင်မလားဆိုတာကွန်မန့်မှာဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်